ဘဝမှာအရေးကြီးဆုံးကအကုသိုလ်မဖြစ်ဖို့နဲ့ကုသိုလ်ဖြစ်ဖို့ကအရေးကြီးဆုံးမှာပဲတကယ်ကအဲ့ဒါလိုဘုံဘုံတို့ပြောလိုက်တဲ့အခါမှာအကုသိုလ်လို့ပြောလိုက်ရင်လေလူတွေကယုံရင်ကြံထမ်းတဲ့သိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုမြင်သာတဲ့အကုသိုလ်တရားတွေကိုပဲအကုသိုလ်လို့စိတ်ကပြေးပြီးတော့မြင်မိတတ်ကြတယ်ကုသိုလ်လို့ပြောလိုက်ရင်လည်းပဲဘုရားကျောင်းပန်သွားတာတော့သိတာထင်ရှားတဲ့ကောင်းမှုတွေပြုနေတာလောက်ကိုပဲကုသိုလ်လို့မြင်မိတတ်ကြတယ်အမှန်ကအကုသိုလ်နဲ့ကုသိုလ်ကိုမြင်တဲ့နေရာမှာအဲ့ဒါလောက်မြင်တာနဲ့ဘယ်လိုမှမပြည့်စုံမြတ်စွာဘုရားကဘယ်လောက်ထိမြင်ပြတော့အကုသိုလ်လို့မှန်မှန်ကန်ကန်ပြောရင်လည်းဆိုရင်និဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်တယ်ကာမကိုတောင့်တတဲ့သဘောမကြည်မနဲ့ဖြစ်နေတဲ့သဘောအိတ်ချင်ငိုင်ပြီးတဲ့သဘောပြန့်လွင့်တဲ့သဘောနောင်တနဲ့ပူလောင်နေတဲ့သဘောယုံမှန်းတန်တရားတွေဖြစ်နေတဲ့သဘောဒါတွေကိုမြတ်စွာဘုရားအကုသိုလ်တတ်တရားအရှုလို့အဲ့လိုဟောတယ်ကုသိုလ်လို့မှန်မှန်ကန်ကန်ပြောရင်လည်းဆိုလို့ရှိရင်တတိပဋ္ဌာန်တရား၄ပါးကိုကုသိုလ်လို့ပြောလိုက်ပါတတိပဋ္ဌာန်တရား၄ပါးဟာဘာအကုသိုလ်မှမရောရှက်တဲ့တတ်ကုသိုလ်အရှုအဝေးလုံးမဖြူရှင်းတယ်တဘုံတို့ဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးဆုံးလို့ပြောတဲ့နေရာမှာအကုသိုလ်ဆိုတာဘယ်လောက်ထိနေကျေတယ်လဲကုသိုလ်ဆိုတာဘယ်လောက်ထိနေကျေတယ်လဲဆိုတာကိုအဲ့လိုအခြေခံကြနားလည်ထားဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့ဒီဒေသနာနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ဘဝမှာအကုသိုလ်ကင်းနေတဲ့အချိန်ဟာအလွန်မှနေတယ်ကုသိုလ်ဖြစ်နေတဲ့အချိန်ဟာလည်းအလွန်မှနေတယ်ဟုတ်လားစဉ်းစားကြည့်လိုက်အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့လို့ပြောတိုင်းဘုန်းဘုန်းတို့တွေကမိမိရောပေါ်ဆန်းသာတတိမရှိဘဲနဲ့နေနေတာဟာအကုသိုလ်တရားတွေဖြစ်နေတာလို့နားလည်ဖို့လိုတယ်တတိနဲ့နေမှကုသိုလ်ဖြစ်နေတာလို့နားလည်ဖို့လိုတယ်အဲ့ဒီလိုဒေသနာမျိုးနဲ့စစ်လိုက်မယ်ဆိုရင်ဘုန်းဘုန်းတို့ကအကုသိုလ်အကြီးတွေမဟုတ်အောင်တောင်မှအကုသိုလ်အသေးလေးတွေတော့မဖြစ်နေတော့ဖြစ်နေနော်ဟုတ်လားအဲ့ဒါလောက်ထိလဲတချို့နားလည်ထားကြပါတယ်တချို့လည်းပဲတိတ်ပြီးတော့နားလည်မှုမကျေပြန်သေးတာလေးရှိနိုင်တာပေါ့အဲ့တော့ဘုန်းဘုန်းတို့ပြောရင်တာလေးကဘဝမှာအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့အရေးကြီးတယ်လို့နားလည်မှုအခြေခံရှိလို့ဘုန်းဘုန်းတို့ကအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးပမ်းကြမယ်ဆိုတဲ့အခါကာလမျိုးမှာစိတ်ကိုမလုံးနိုင်ဖို့လိုတော့ဆုံးမနိုင်ဖို့လိုတယ်တကယ်ဖြစ်တဲ့နာကကိုတကယ်ဖြစ်ချင်တာကအကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့ဖြစ်ချင်တာဟုတ်လားဒါမဲ့စိတ်ရဲ့တဘာဝကအဲ့ဒါနဲ့ဘာဖြစ်နေတော့စမ်းကျင်နေတယ်အဲ့ဒီလျှို့ဝှက်ချက်လေးကိုမြင်စေခြင်းတာဟုတ်လားတကယ်ဘုန်းဘုန်းတို့တာဝနာရဲ့အစုံအမအရာဖြစ်တဲ့နာကဘာတော့အကုသိုလ်မဖြစ်ဖို့ကုသိုလ်ဖြစ်ဖို့သို့တော်စိတ်ကြီးရဘလို့ဖြစ်နေတော့အကုသိုလ်မှပျော်နေတယ်မကောင်းတာမှပျော်နေတယ်ကောင်းတာဆိုရင်နှေးကွေးတဲ့သဘောရှိတယ်ဒါကြောင့်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ဟာဆုံးမနိုင်ဖို့လိုမယ်ပေါ့မင်းပျော်နေကြတဲ့မှာမင်းမပျော်နဲ့မင်းလေးကွေးတဲ့နေရာမှာမင်းတွတ်တွတ်လွတ်လွတ်လှုပ်လိုက်ပါလို့ကိုယ့်ရဲ့စိတ်ကိုမလုပ်နိုင်ဘူးလို့တော့ဆုံးမနိုင်ဖို့လိုမယ်ဘုန်းဘုန်းတို့တွေကိုယ့်စိတ်ကိုသူများကလာဆုံးမလို့မရဘူးတကယ်တမ်းကတော့သူများကအကျိုးတဲ့အကြောင်းချင်းပြောတာလောက်ပဲရှိတယ်တကယ်လက်တွေ့ကြတော့သူ့စိတ်ကိုသူပဲဆုံးမရတာသူဆုံးရတယ်ဆိုတဲ့နေရာမှာလဲသူ့မှာဉာဏ်ပညာရှိမှသူဆုံးမနိုင်မှာဉာဏ်ပညာမရှိဘူးဆိုလို့ရှိရင်ဉာဏ်ပညာမရဘူးဆိုလို့ရှိရင်သူများသူ့ကိုဘယ်လောက်ဆုံးမသူသဘောမပေါဘူးနားမလဲဘူးဆိုရင်ဒီစိတ်ကယဉ်ကျေးမှုမရှိဘူးတကယ်တမ်းစိတ်ကိုဘာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမရတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်တော့စိတ်မှာအကောင်းဆုံးဆုံးမမဲ့စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်အကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်အဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သေခြင်းကိုသိတဲ့ဉာဏ်ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့တော့ဘုန်းဘုန်းတို့သေရလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတ္တဝါတိုင်းဟာသေမျိုးတွေတစ်ချိန်မှာသေရမှာဘယ်ချိန်သေရမယ်ဆိုတာတော့မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုန်းဘုန်းတို့သေကြရမှာအဲ့ဒီသေခြင်းတရားကိုဘုန်းဘုန်းတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်ငါဟာသေလူတယောက်ဖြစ်တယ်ငါဘေးမှာရှိနေတဲ့လူတွေလည်းသေလူတွေပဲဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာသေကြမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုန်းဘုန်းတို့ကစိတ်နဲ့မပြတ်မလုပ်ပေးရမှာတော့တွေးပေးရမယ်သေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေးပေးရမယ်တွေးပေးလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်
အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘယ်လောက်ပြောမရဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာတော့မမွေ့လျက်အောင်ကောင်းမှုမှာပြောအောင်တကယ်အလုပ်ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုသိရင်းကိုသိတဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်ရင်ကြည်ကြည်ကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်